နာလာကြီးတယ်အင်္ဂုလိန်စိန်စသစ္စကံနန္ဒောပနန္ဒဗျမင်စဇယောဟောတုတတောမရှံဘောဇာတကရဲ့တရားသုံးနှစ်သဆုံးလာရည်နေမှာပြဖျားလောင်းတော်ကနာတို့ဆုံးကိုလူခံလာနေရန္တရာမြေကံအင်းရဲ့ဥယျာဉ်တွင်နေခါတန့်စင်နေတော်မူရာဒုရိယမောင်စင်သူတော်မျက်စိစုပ်ကိုလူခံလို့ကမဟာဂေါရီပလင်လက်ပါမနောဒိဋ္ဌံပြုလို့ဘုရားမဖြစ်တရားတင်ပလင်ငါမထတော့ကောဇာတက္ကရာ103ခုနှစ်ကဆုံလပြည့်နေ့ဖြစ်ပါတယ်ဘုရားအလောင်းတော်ဟာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနှုတ်ဆုံးကိုပုံပေးပြီးနေရန္တရာမြစ်ကမ်းရဲ့အင်းကြီးတာယာတဲ့အင်ကြီးဥယျာဉ်မှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေကျမ်းမှာတော့ဘောဓိပင်ကိုကြွမြန်းတော်မူလို့သုရိယမောင်စင်ရဲ့မျက်စိစုပ်ကိုလူခံတော်မူပြီးဘုရားမဖြစ်သမျှငါမထတော့လို့အဋ္ဌံပြုလို့ထက်ဝယ်ဖွဲ့ခွေနေထိုင်တော်မူရာမှာယမတရားနတ်အများတို့ဟာဘုရားဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်ကိုချေရာကိုမနမင်းသိမြင်လေရာဤတံဘုရားရှင်ကိုတတ်တော်စုဟာဤမေကလာတောင်းလုံးကြည်စင်တော်စီလိုသာလေယုံတောင်းစပုံးယုံလက်နဲ့တွေသူကိန်းဆွဲတာမြတ်ဘုရားကိုတုပလင်လူရံနေတာတွေ့ကြော်တယ်တွေသိနေမြစัจ java လာတဲ့အာသာအဝတ်တရားတက်လျံတာယူဇနာထောင်းထိလေအောင်ကြာနတ်စစ်တီအတောင်များမြောက်ရောက်လာတော်ဤမှာဂယုဏတော်မြတ်တာဘွားတုံးလုံးမရှိလေတာမန္တရဲ့ရံကင်းသီးထရဲ့အောင်ရဲ့ပထမပါအဲ့ဒီလိုနေတိုင်းတော်မူပုံကိုမြင်ရလို့ဧကံမုတ်ချဘုရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်အဲ့ဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့က12ယူဇနာလက်ဝဲလက်ရာ12ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစัจ java လာတိုင်းထိအောင်ဖြစ်ပါတယ်နတ်စစ်တီတတ်မတော်ကြီးကိုလက်နဲ့မျိုးစုံကိုင်းဆောင်စေပြီးမနတ်ကိုယ်တိုင်ကတောင်လောက်ကြီးတဲ့ဂိရိမေခလာစင်ကြီးကိုစီးလို့သူ့ကိုယ်မှလည်းလက်ယုံမုံတစ်ထောင်ဖန်ဆင်းပြီးလက်နဲ့မျိုးစုံကိုင်းထားပါတယ်မနတ်စစ်တီတွေရဲ့ကြွေးကြော်သံကြီးများဟာဆိုရင်ဟေးလာရတော့သိတ္တတာကိုဖမ်းရတော့သိတ္တတာကိုပြင်းပြင်းတိုက်ကြရတော့မလီမောကဟောင်းဆုံးပြင်းကြသိတ္တတာကိုမကြောက်ကြလေတိုက်ကြအဲ့ဒီလိုကြွေးကြော်သံတွေဟာယူဇနာ1000ကတောင်ကြားရပါတယ်။တရားမင်းတောင်ဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ရပါတယ်။ဘုရားဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြင်အောင်တိုက်ခိုက်ကြပေမဲ့မဟာဂယုဏတော်ရှင်မြတ်ဖရာကတော့တပါးတဲ့နဲ့မတုံ့လှုပ်ပဲ
မေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနတ်ရဲ့စစ်လက်နဲ့တွေဟာအရာမရောက်ပဲရှိနေပါတော့တယ်။မြတ်ဘုရားကမိမိရဲ့ကုသိုလ်ပါရမီကိုသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုညွှန်ဆိုပါတယ်။မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုအိုနာတေဘေးစိုးကြီးတို့မှကဲတင်မည်။ဤသို့ကဲတင်နိုင်အောင်သဗ္ဗညုတဉာဏ်ကိုရအောင်လုပ်ခြင်းဖြစ်သည်။ငါပါရမီကိုဖြိုမရပါငါပါရမီကုသိုလ်တို့ကိုသင်မယုံလျင်တက်တည်ပြုမည်ဆိုပြီး2,400,000အထုရှိတဲ့မဟာပထဝီမြေကြီးကိုတက်တည်ပြုလိုက်ပါတယ်။အဲ့ဒီအခါမှာမဟာပထဝီမြေကြီးဟာအိုးရင်းဆက်ကဲ့သို့တွတ်ခါလာပြီးပြင်းထန်ဆူးရှာတဲ့အတန်ကြီးတွေမြည်ဟီးလာပြီးတော့စัจ java လာတစ်ခုလုံးပဲ့တယ်ရိုက်ခတ်သွားပါတော့တယ်ရှင်။ဒီအခါမှာမနတ်နဲ့တကွစစ်တီတွေအားလုံးထွက်ပြေးကြလို့ဗုဒ္ဓဘုရားရှင်ရဲ့မဟာကရုဏာတော်နဲ့မနတ်ကိုအောင်ပွဲဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်။တော်စုကဒီရိမိခလာတောင်းလို့ကြီးစင်တော်စီလို့သာလေယုံ1000စကုအယုံလက်နဲ့တွေသူခိုင်ဆွဲမြတ်မယားဟုတုပလင်လူပြန်လေရာကြွေးကြော်တဲ့တွေတိတ်နေရစัจ java လာတဲ့အာကံဘဝတန်အောင်တက်လျံတာမန္တရဲ့ဉာဏ်ကင်းသိတဲ့အောင်ရဲ့ပထမပါဗုဒ္ဓဘုရားသခင်သည်အာလဝီပြည်တို့ဉာဏ်ကြွတော်မူရာအာလဝကနဗလူချွတ်ရန်ရည်ရွယ်တာမေတ္တာရှင်မအာလဝီတိကိုနီရောင်မင်းကြီးမှာနဗလူဘုံဗိမာန်ကြီးရာမြတ်ဗုဒ္ဓကြွနေတွင်အာလဝကနဗလူပြမဝန္တမနတ်သမီးစင်လာမနီးခရီးဝေးစီဝေးနေလေရာအာလဝကဗိမာန်တွင်ကြွားနှောင်းဝင်ကယရနာပလင်းလက်ပေါ်သရင်သုံးတော်မူရာအာလဝကဗိမာန်တွင်ကြွားနှောင်းဝင်ကယရနာပလင်းလက်ပေါ်သရင်သုံးတော်မူရာရွှေစင်ရောင်ဤဝဲကိုမြူတော်ရာသူတွေ့တလားဦးမြော်ကြည်ညိုဘလူးကျွေရပေါင်းတွေမှာဘုရားမြတ်စွာဟောကြားမြတ်တရားကောင်းကြီးဩဘာပေးလို့နာကြားရာဂတော်သာမောဟကင်းအမောင်လင်းဆောင်ရာကျမတို့ရဲ့ဗုဒ္ဓမြတ်ဘုရားသာဝတိမြို့မှာ36မိန်ကျော်ဝေးတဲ့အာလဝီပြည်ကအာလဝကနဗလူကိုချွတ်ရန်အတွက်ကြွမြန်းတော်မူခဲ့ပါတယ်။အာလဝီပြည်အနီးတကာဝခံဝေးတဲ့အရက်မှာရှိတဲ့ညောင်မင်းကြီးတပင်မှာအာလဝကနဗလူရဲ့ဘုံဗိမာန်ရှိပါတယ်။ဘုရားကြွရောက်တဲ့အချိန်မှာဆိုရင်
အာလာဝကနတ်ဘလူးကြီးဟာဤမဝန္တာနတ်သမင်အစည်းဝေးတက်ရောက်နေခြင်းဖြစ်လို့ဘုရားရှင်ဟာဘုံဗိမာန်အတွင်းဝင်ပြီးအာလာဝကထိုင်တဲ့ယရနာပလင်တက်ပေါ်မှာသတင်းသုံးတော်မူလို့ရွှေရောင်အဆင်းရှိတဲ့ရောင်ကြီးတော်တွေတဝင်းဝင်းတလျက်လျက်ခွမြူးတော်မူနေလို့အာလာဝကရဲ့မောင်မချွေရန်ပေါင်းဟာဖះကိုရှ िख ိုးဝိုင်းရံနေကြပါတယ်။ကြီးညိုပွဲကောင်းတဲ့ဗုဒ္ဓရဲ့အသေးတော်ကိုဖူးမြော်ကြရင်တရားတော်ကိုနာယူကြရပါတယ်။ຢာကဒေါသမောဟအမှောင်တို့နဲ့အသက်လုံးဖုံးအုပ်ညစ်သေးခဲ့တဲ့အာလာဝကရဲ့ဗိမာန်ကိုဗုဒ္ဓရဲ့အသေးတော်ဗုဒ္ဓရဲ့တာယာနာပြောပွဲကောင်းတဲ့ဓမ္မအတန်မောင်မအပေါင်းတို့ရဲ့ကြည်နူးမဆုံးပီတိဖုံးတဲ့ကောင်းကြီးဩဘာသာတို့ဟာစေကြောတန့်ဆင်လိုက်တယ်လို့အတိုင်းမသိသောအသေးကိုဆောင်းပြီးဗိမာန်ကြီးဟာဝင့်ကြွားထဲဝါသွားပါတော့တယ်။အဲ့ဒီအချိန်မှာအာလာဝကနတ်ဘလူးကြီးရောက်လာလို့ရမ်းမုံမိကြဒေါသကြီးစွာနဲ့那我没门没路，你还是自己说了，我要为你。俺一外面那牛肉片，一看来没人来了，没人来了。အဲ့ဒီလိုလက်နဲ့ပေါင်းစုံနဲ့အာလာဝကဘလူးကပြစ်ခတ်တိုက်ခိုက်ပြီးမဲ့မြည်သူတို့တရားမှအန္တရာယ်မဖြစ်ပါစေသတည်းလို့ဘုရားကအဋ္ဌံပြုလို့အန္တရာယ်မဖြစ်ကြပါဘူးရှင်ဒီအခါအာလာဝကဘလူးကအိုယဟန်အပြင်ထွက်လို့သုံးချိန်သုံးကအမိန့်ပေးတဲ့အခါမှာဗုဒ္ဓကထွက်ပြပြီးမဲ့ဘုရားကိုတစုံတရာအန္တရာယ်မပြုနိုင်ခဲ့ပါဘူးအာလာဝကရဲ့အလိုကိုလိုက်အကြိုက်ကိုဆောင်ပြီးမဟာဂယုဏမေတ္တာတော်ရှင်မြတ်ဘုရားကစိတ်ဓာတ်ကိုနူးညံ့အောင်ဓမ္မကြော့ကွင်းတွေကိုသိမ်းသွင်းလိုက်ပါတယ်အာလာဝကမေးတဲ့ပု္ပ္ပာတွေကိုလည်းဖြေချပြီးစိုးဝါတဲ့အာလာဝကကိုနူးညံ့ကောင်းမွန်သူတယောက်အဖြစ်ခံယူစေခဲ့ပါတော့တယ်တစ်ချိန်ကအာလာဝကထံကိုဘယင်ကပွဲတော်တအုပ်အကျဉ်းသားတယောက်ပို့ဆက်ရပြီးအကျဉ်းသားရောကလေးပါရှာမရတဲ့အခါမှာမိမိရဲ့သားကိုပင်မိဖုရားရဲ့လက်ကအတင်းလူယူပြီးပို့ဆက်ရတဲ့အထိကြုံခဲ့ရရှာတဲ့ဘုရင်မှလည်းခုတော့လိမ္မာရင်ကြီးသွားပြီဖြစ်တဲ့အာလာဝကထံပို့ဆက်ဖို့တာဝန်ကြီးလဲအင်းငိမ့်သွားရပါပြီစိတ်ဆွေမစင်ပဲအိန္ဒိယဆင်ထားတဲ့သူတို့ရဲ့အလှဟာတဘာဝကြလှပါပြီခန့်ညာတီကြီးလှပါပြီတော့တယ်ရှင်ဒေါသမန်ပြင်းအာလာကဘလူးမင်းမြတ်ဖျားကိုတူပြရင်ငါစစ်ကင်းတော်ရာမေတ္တာတနာယူနာဘုရားဖျားကသာမဆုတ်ပါတရားပြတာအမှောင်ပြုရင်လေရာအာလာကဘလူးမင်းမမွေကြမေတ္တာတော်ရဲ့ဒီဝရအမိုက်မှာမြတ်ဘုရားကိုတရားလုံးမှာအကျဉ်းရုပ်တွေကိုအမျိုးမျိုးထုတ်လို့သာနာလာဂီရီအမည်ရှိတဲ့ဆင်ကိုအရက်မျိုးမျိုးတွေအတင်းတိုက်လို့သာဘုရားကြွလာတဲ့အခါနဲ့တပ်ဖို့ရာအယူမိစ္ဆာလူစိတ်ကွာသူစိတ်မှာကြံတာအကျဉ်းကင်းကွာ
ဩတောင်းနေလူခဝင်းတို့မှာမြတ်ဗုဒ္ဓကိုကိုယ်ွယ်ကြသူအပေါင်းတို့မှာသောတာရီပွားမိစ္ဆာရိတိအယူဝင်တွေမဟာဝံမြောက်ဝမ်းသာရှိနေကြတာသုံးလူထွတ်တဲ့ရှင်တော်မြတ်ကိုသာရှင်မတရားမဲ့လေရာမြတ်စွာဘုရားကိုအမြဲမကောင်းကြံတဲ့ဒေဝရဟာဘုရားကိုသတ်ဖြတ်ဖို့အတွက်တစ်မျိုးကြံပြန်တော့တယ်သူကြံပုံကလူတွေကတော့ဂေါရမဘုရားကိုတတ်နိုင်ကြမှာမဟုတ်ဘူးတိရစ္ဆာန်ရိုင်းများကသာဘုရားကိုတတ်နိုင်เสียရှိတယ်လို့ညံထုတ်ပြီးသူ့တပည့်ဖြစ်တဲ့အဇာရတမင်းထံမှာနာလာဂီရိအမည်ရှိတဲ့ဆင်ကြီးကိုတောင်းလို့တနေ့အရက်ရှိအိုးတောက်တဲ့နာလာဂီရိဆင်ကြီးကိုဘုရားရှင်ကိုဆင်နဲ့ထိုးတတ်မဲ့နေ့မှာအရက်16အိုးတိုက်ဖို့ဒေဝရတ်ကစင်ဒိန်းတွေကိုအမိန့်ပေးပါတော့တယ်။ရာဇဂိုတစ်မျိုးလုံးဟာအဲ့ဒီသတင်းကြောင့်ဥဩတောင်းလဲဖြစ်နေကြပါလေ။လူတွေအပြင်မထွက်ကြနဲ့။နောက်နေ့မှာဂေါရမဘုရားကိုနာလာဂိရိစင်ချမ်းကြီးနဲ့တိတ်တတ်တော့မယ်လို့ကြေညာထားတယ်။မိမိတို့ဆရာမြတ်စွာဘုရားရဲ့စွမ်းရည်ကိုကောင်းကောင်းမသိကြသူများကတော့နတ်ဖန်ဘုရားရှင်ဆွမ်းကံမထွက်စေခြင်းဘူးပေါ့။သို့တော်လဲမြတ်ဗုဒ္ဓကအမှုမထားပဲရာဇဂိုတဝိုက်မှာရှိတဲ့ကျောင်းတိုက်ကြီး18တိုက်ကသံဃာကုန်မြတ်စွာဘုရားနောက်ကဆွမ်းကံလိုက်ကြရမယ်လို့အမိန့်တော်ထုတ်လိုက်ပါတော့တယ်။နာလာဂိရိစင်ကိုချိုးထုတ်လို့လွတ်တဲ့အခါစင်ကြမ်းကြီးမှာစိတ်ရိုင်းခါကဒေါသနဲ့အရက်ရှိဖုံးတွေ့သမျှကိုရန်ရှာသားတဲ့မတီတူကိုပြေးကလိုက်လေတာအလေးကိုမြေပါချကိုလွတ်ဆောင်ရာအရာမြတ်စွာတရားပြတာမမောရအောင်တားလေရအောင်စင်မိတ်တီဒုတုရှာမေတ္တာတရားပွားရင်မာလျာတတရားအောင်ခြင်းဖြစ်လေတာနောက်တစ်နေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာဖယားနဲ့စင်မိုက်ကြီးစစ်ထိုးပွဲကိုလူအများကစိတ်ဝင်စားလာကြတယ်ဗုဒ္ဓဘာသာတွေကစိတ်ကူးသူကဘူးလို့မြတ်စွာဘုရားရဲ့စွမ်းရည်ပေါ်ယုံကြည်သူများကတော့မြတ်ဗုဒ္ဓအောင်ပွဲတစ်ချိန်ရပေအောင်တော့မယ်လို့နှစ်သက်ဝမ်းမြောက်စွာကြိုးဆိုနေကြသလိုမိစ္ဆာဒိဋ္ဌိလူနဲ့လူနည်းစုတွေကတော့နတ်ဖန်ဂေါရမယဟန်တော်စင်နှင်းလို့ခေါင်းပြားတော့မယ်လို့ဝန်တာနေကြပါတော့တယ်နောက်တစ်နေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာတော့ရာဇဂိုမြို့ထဲမှာရှိတဲ့အိမ်ခေါင်မိုးများအပေါ်မှာဆိုရင်လူတွေခွေးဝေးလှုပ်နေတာပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားနဲ့တန်ဃာတော်တွေလည်းဆွမ်းခံကြွလာရောဒေဝရရဲ့အစီအစဉ်လုပ်ထားတဲ့အတိုင်းစင်ဒိန်းကနာလာဂိရိစင်ကြီးကိုအရက်မိုးအောင်တိုက်ပြီးစင်ကြီးကိုပိုးပြီးစိတ်ဆိုးအောင်ချွန်းနဲ့ဆွလို့ဘုရားရှင်နဲ့မျက်နှာချင်းဆိုင်လွတ်ပေးလိုက်တဲ့အခါစင်ကြီးဟာစိတ်မှန်ထပြီးဘုရားရှင်ကိုအော်ဟစ်ပြေးမှာစင်ကြီးဟာဘုရားရင်စီမရောက်ခင်သားတဲ့အမေတူကြောက်လန့်တကြားပြေးရကိုလိုက်ထိုးတော့တာပေါ့မိခင်လည်းကလေးကိုမြေပေါ်ချပြီးကိုလွတ်ပြေးတဲ့အချိန်မှာစင်ကြီးကငိုးနေတဲ့ကလေးကိုနင်းတပ်ဖို့ပြေးသွားမြတ်စွာဘုရားကမေတ္တာလင်း၍အေးငြိမ်သောအတန်တော်နဲ့ချစ်သားနာလာဂီရီတင့်လူများကငါ့ကိုထိုးတတ်ရန်တင့်ကိုလွတ်လိုက်ခြင်းဖြစ်သည်ကလေးငယ်ကိုဘေးမပြုပါနဲ့ငါဘုရားစီအရောက်လာခဲ့ဆိုပြီးမေတ္တာရတ်တွေလွတ်လိုက်တော့စင်ကြီးဟာမြတ်စွာဘုရားရဲ့ရှေ့မှာအစစ်တုပ်ဝတ်ချလိုက်ပါတော့တယ်လူတို့ပိဋကတ်တွေဟာအသက်တောင်ရှူဖို့မိနေကြတယ်လားပါပဲမြတ်ဗုဒ္ဓကိုအယုအသေးပြုတ်နေတဲ့စင်ကြီးကိုလည်းမအံ့ဩပဲမနေနိုင်တော့အောင်ရှိနေကြရပါတယ်ဖယားကစင်ကြီးရဲ့ဥကင်းကိုကြောင်လေးပမာကင်တွေသုံးသပ်ပြီးမာဂထဘာသာနဲ့တရားဟောတော်မူပါတယ်
ချစ်သားနာလာကြီးငါဖျားကိုမပြစ်မှားနဲ့မူးရစ်မိုင်မဲခြင်းလည်းမရှိနဲ့ဤသို့ဆိုရင်သင်ဟာကောင်းရာဘဝကိုရောက်ပါလိမ့်မယ်လို့ဟောတော်မူတယ်မကြုံစဘူးထူးခဲ့တဲ့အပြစ်ကိုမြင်ကြရလို့ကြီးညိုစိတ်တွေပွားများကြပြီးကိုမာပါလာကြတဲ့ယရနာဆင်ရွှေငွေတွေကိုချွတ်ပြီးဆင်ကြီးရဲ့ကိုယ်ပေါ်ကိုတင်ကြကဂုဏ်ပြုကြပါတော့တယ်ဆင်ကြီးဟာဘုရားရဲ့ခြေတော်အောက်ကမြူးမှုံတွေလိုသူ့ခေါင်းပေါ်ကိုယူကျဲပြီးနောက်ဆုတ်လို့ပြန်သွားပါတော့တယ်မေတ္တာတန်းကြောင့်အယက်သမားစင်စိုးကြီးကိုစင်လိမ္မာသူတော်ကောင်းကြီးဖြစ်စေပါတော့တယ်ရှင်နာလာကြီးစင်ကိုချွန်းတို့လို့လွတ်တဲ့အခါစင်ရန်ကြီးမှာစိတ်ရိုက်တာကဒေါသနဲ့ရက်ရှိပုံတွေ့သမျှကိုရံရှာသားတဲ့မအေးတူကိုပြေးကလိုက်လေတာအမေကိုမြည်ဝချကိုလွတ်ရှောင်ရာဘုရားမြတ်စွာဘုရားပြကမပေါ်ရအောင်တားလေရာစင်မိတ်တီတူတို့ရှာမေတ္တာတရားဝါရင်မလေးရာတတရားအောင်ခြင်းဖြစ်လေတာတိုင်းပြည်လုံးချုပ်ချသူအောင်ကြောက်ရွံ့လာတော်ဘုံလူစိုးဒါတန်လျက်ကိုင်ဆွဲတွေ့ရလူမရွေးလက်ညိုးတွေဖြတ်ခါတခါပေါင်းနဲ့စီလေကိုဆွဲအစင်တူမရှိပါလားအင်္ဂုလိမာလာလို့ဟောဆိုကြပြန်တာထိတ်လန့်ပြည်သူတွေအများရောရည်ပြပြပြည့်ရှင်မင်းဆန်ပြအော်၆ပြန်လာကတ်တော်ကိုစင်ဘယင်မင်းကဖန်စီခိုင်းရမွေးမိမာတာပုံနေမှာသာမောင်လူစုအတွက်ရရမီပွားလာညေတော်မရှာသာမောင်လူလေဝေးရာပြေးလေတော့လို့ခစ်ကြွေးစဉ်အခါအဟိတကသာမိုက်တော့ဓာထောင်းလို့တအားပဲလိုက်တော့တာကောသလမင်းကြီးရဲ့ပရောဟိတ်နဲ့ဇနီးမန္တာနိပုံနေမတို့ကအဟိတကသိုးသူကိုပွားမြင်ခဲ့ပါတယ်သူ့ကိုမွေးစဉ်ကတိုင်းပြည်လုံးမှာရှိတဲ့လက်နက်တွေဟာတပြောင်ပြောင်တောက်လို့ဖခင်ပရောဟိတ်ကသူ့သားအဟိတကကိုလူဆိုးပြစ်လိမ့်မယ်လို့နမိတ်ဖတ်ခဲ့ပါတယ်အရွယ်ရောက်တော့တက္ကသိုလ်ဆရာကြီးထံမှာပညာသွားရောက်သင်စေတဲ့အခါမှာဆရာကြီးကအလွန်အရေးပေးတဲ့အတွက်တခြားတပည့်တွေကမလိုဖြစ်ကြပြီးဆရာတော်နဲ့မောက်မှားနေတယ်လို့ဂုံကျော်စကားပြောကြပြီးမြဲဆရာကြီးကအစမှာတော့မယုံကြည်ပေမဲ့လို့ပြောပါများတော့ယုံကြည်လာပြီးအမောင်အဟိတကအမောင်ပညာတတ်ပြီးဒါကြောင့်ဆရာကိုပူဇော်ဖို့လက်ချောင်းတစ်ထောင်ရှာခဲ့ပါလို့ပြောတယ်သူဟာဆရာစကားကိုနားထောင်ပြီးတော်တယ်သွားတွေ့သမျှလူတွေကိုဖမ်းလက်ချောင်းတွေကိုဖြတ်ယူပြီးတော့လယ်ဘင်းမှာကျိုးနဲ့တီးပြီးဆွဲထားတယ်အဲ့ဒီအချိန်ကစားပြီးသူ့ကိုအင်္ဂုလိမာလလက်ညှိုးပန်းရှိသူလို့ခေါ်ကြတော့တယ်သူဟာအားလဲကောင်းအပြေးလဲတန်လူမို့ဘယ်သူမှသူ့ကိုမလိုက်နိုင်ဘူးပေါ့ဒါကြောင့်ပုံငယ်တွေလည်းမသွားဝန်းကြအလုံမလုံဝန်းကြနဲ့ရွာတွေပြက်ပြီးထွက်ပြေးကြရတော့တယ်ဒါနဲ့တိုင်းလူပြည်သားတွေဟာအင်္ဂုလိမာလရဲ့ရန်ကိုကြောက်ကြလို့ဘရင်နန်းတော်မှာသွားပြီးအော်ကြတော့တယ်ကောသလမင်းကြီးလည်းမနေတာတော့ပဲစစ်တပ်ကြီးနဲ့ထွက်လာတော့တာပေါ့ရှင်
အင်္ဂုလိမာလရဲ့အမေကြီးဟာရှင်မင်းကိုယ်တိုင်ခက်ဖမ်းတော့အော်ငါသားလေးတော့တည်တော့မှာပဲလို့ဆိုရင်ပြီးတောထဲကိုသွားတယ်ပြီးတော့သားရင်ရှင်မင်းကိုယ်တိုင်ထွက်လာပြီငါသားလွတ်အောင်ပြေးပြီတော့လို့တကြောကြောအော်ရှာတဲ့အခါမှာအင်္ဂုလိမာလလည်းလက်ချောင်းတစ်ချောင်းနဲ့သာလိုတော့တာမဟုတ်အမေကိုတတ်ပြီးလက်ချောင်းဖြတ်ဖို့အတင်းလိုက်ပါတော့လေရှင်ဘုရားမြတ်စွာကြွလာမမောက်တာပြန်ရတော့တရားရည်အေးတိတ်ကျွေးကတန်လျက်ကိုသာမြေမှာချတော့တာယဟန်จิตတို့တွင်ရဆေပြလက်မဖယားဧကိပိကုခေါ်ကယဟန်ဖြစ်လေရောတရားပေါလာမှားမြောက်ပါတေရင်စန္ဒပမတရားနောက်ကရကောင်းကောင်းလိုက်ရှာမေတ္တာစေရနာဆောင်းနေတဲ့အောင်ရဲ့စရုပ်ထာဒီခါမြတ်စွာဘုရားကမြင်တော်မူလို့တကိုးတော်နဲ့ကြွလာပြီးအမေနဲ့အင်္ဂုလိမာလကြားမှာရပ်တော်မူလိုက်တဲ့ဆိုရင်ပဲအင်္ဂုလိမာလဟာအမေကိုလွတ်ပြီးဘုရားကိုလိုက်တော်တာပေါ့သူဘလောက်ပဲလိုက်ဘုရားရဲ့တကိုးတော်နဲ့အနာကိုမရောက်နိုင်တဲ့အခါမှာအင်္ဂုလိမာလကယဟန်ကြီးရက်အောင်လို့အော်တော့ဘုရားကအင်္ဂုလိမာလငါရက်နေတယ်သင်သာမရက်ဖဲပြေးနေတာငါမှတန်လျာကြီးသွားစရာမရှိတော့ဘူးဒါကြောင့်ငါရက်နေတယ်လို့မိန့်တော်မူတယ်ဒီတော့မှအင်္ဂုလိမာလဟာသတိတရားရလို့ယဟန်အဖြစ်တောင်းပန်တော့တာမို့ဘုရားရှင်ကအေဟိဘိက္ခုခေါ်တော်မူချက်အရာယဟန်ပြုပြီးဘုရားနောက်ကလိုက်ပါသွားပါတော့တယ်တနေ့တော့အခါအင်္ဂုလိမာလဆုံးခံကြွတော့လူတွေကအုတ်ခဲတွေနဲ့ပေါက်ကြပြစ်ကြခတ်ကြပေမဲ့စိတ်ဆိုးတဲ့ဒေါသမာနမရှိတော့ဘူးတဲ့တနေ့ဆုံးခံသွားရင်သားမပွားနိုင်တဲ့မိမတယောက်ကိုတွေ့ခဲ့ရလို့ဂယုဏဖြစ်ပြီးဖះရှင်ကိုလျှောက်ထားတဲ့အခါမှာဖះကထိုမိမထံသွားပြီးရတော့ဟံပကိနိစသဖြင့်တစ္ဆာဆိုဖို့သင်တော်မူလိုက်တဲ့အတိုင်းအင်္ဂုလိမာလသွားရောက်ရွတ်ဆိုလို့ကိုဝံဟာချက်ချင်းပဲလွယ်ကူစွာဖွားမြင်နိုင်ပြီးဒီအချက်ကိုထောက်ထားလို့သုတိနာဂဗဝုဋ္ဌာနံလို့အင်္ဂုလိမာလတုတ်မှဆိုခဲ့ပါတယ်အင်္ဂုလိမာလထေကိုမြင်ကြရင်လူတွေဟာကြောက်ရွံ့ထွက်ပြေးကြလို့ဆုံးခက်ခဲပြီးတရားအားမထုတ်နိုင်ရှိရတဲ့အတွက်ဘုရားရှင်ကသစ္စာပြုခိုင်းခြင်းဖြစ်ပါတော့တယ်ရှင်မ
ဝန်တရံလောက်ပါတရားကြနာအများရှိမှလက်ညှိုးထိုးကဆဆူပြန်ရာဒီဝါရမနေတာတအားကြွက်များအယုံဆောင်လို့သာခိုင်မကျိုးရပြက်ခါချတာစိန်သောနာမိမယုတ်ကိုသာမြတ်တာတတ်တင်ပွားမြတ်လို့ရအောင်ရင်ပြန်စမမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာဒိဋ္ဌိတွေကိုလူမဲ့သူဆွန်းလောင်းမဲ့သူသိမရှိတော့တဲ့အတွက်သူတို့မှလက်လာပါနေလာကြတယ်။ဒါနဲ့သူတို့တွေစည်းဝေးကြပြီးမြတ်စွာဘုရားဂုဏ်ပြည့်ရှက်ရအောင်လို့စိန်စမာနာဆိုတဲ့အလှမဲ့ပြပိုက်မလေးကိုတာဝန်ပေးကြတော့တယ်။စိန်စမာနာဟာညနေမိုးချုပ်ရင်ဇေရဝံကျောင်းဘက်ကိုသွားကျောင်းတော်နာကဒိဋ္ဌိတွေစီမှာအိတ်တယ်။နတ်နဲ့မိုးလင်းတော့ထပြီးပြန်လာတဲ့အခါမြို့ရင်းကလူတွေကမေးရင်ဇေရဝံကျောင်းမှာယဟန်ကြီးဂေါရမနဲ့အတူအိတ်ပြီးပြန်လာတယ်လို့ပြောပါတော့တယ်။ဒီလိုနဲ့လာပေါင်းတော်တော်ကြာတော့ဘိုက်ကိုပြင်ကျက်တင်နဲ့ကတ်အပေါ်ကအဝတ်တွေနဲ့ပတ်ပြီးပရိသေအရက်မှာရှိတဲ့အယောင်ဆောင်ပြီးတော့မြတ်စွာဘုရားတရားဟောကြားနေတော့ပိဋကဘုံဘုံကြားထဲဝင်ပြီးရှင်ဂေါရမသင်ကတော့လူတွေတယုံယုံနဲ့ပြောနေတာပဲကျုပ်မှာတော့ရှင်းနဲ့ရတဲ့ကလေးကိုဘယ်မှာမွေးရမှမသိဘူးမွေးဖွားဖို့နေရာကလေးများကြည့်လို့ပေးပါအောင်လို့အော်ပြောလို့လူတချို့ကသူပြောတာကိုယုံပြီးသူ့ကိုသနာကြတယ်ဖះကိုလည်းထင်အောင်ထင်မှားဖြစ်ကုန်ကြတာပေါ့မြတ်စွာဘုရားကတော့ထူးထူးထွေထွေမပြောတော့ပဲမေတ္တာကရုဏာပွားပြီးတော့နေလိုက်တယ်ဒီတော့ကြားမင်းကနတ်သားတွေကိုဖြည့်ရှင်းမှုလွတ်လိုက်တယ်ဆိုရင်ပဲနတ်တွေကကြွက်တွေအယောင်ဖန်ဆင်းပြီးပြင်ကျက်တွေကိုချီတဲ့ကျိုးတွေကိုကြပြိုင်နဲ့ကိုက်ဖြတ်လိုက်တော့ပြင်ကျက်တွေပြုတ်ကျပြီးခြေချောင်းတွေဖြစ်ကုန်ကြတယ်ဒီတော့သူ့အလိန်တွေပေါ်လို့လူတွေကမောင်းထုတ်ကြတာပေါ့ဇေရဝံကျောင်းတော်ရဲ့မလှမ်းမကမ်းနေရာလဲရောက်ရောအဝီစီငရဲကြီးကမီးတော့မီးလျံနေတက်လာပြီးသူ့ကိုရစ်ပတ်ယူသွားလို့မြေမြုပ်ပြီးငရဲမှာခန်းနေရရှာတော့တယ်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကတော့စတဲ့တဘိုးတိုးလို့ပိဋကတ်တွေရဲ့ကြီးညိုသရာစိတ်တွေဟာလည်းတိုးတက်ပွားများလာရပါတော့တယ်ရှင်ဂေါရမဗုဒ္ဓမြတ်စွာတရားရည်သနာဟောတော်မူရာပိဋကတ်လူဘုံများစိန်သဝနာရောက်လို့လားသူ့ပိုင်မှာပြင်းပြစီလို့ကိုလေးလက်ဝန်တရံလို့ခေါ်တရားကြာနာအများရှိမှလက်ညှိုးထိုးဆဆူပြန်ရာဒီဝါတရားမနေတာတအားကြွက်ပြအယောင်ဆောင်လို့သာဘိုက်မှာကျိုးများဖြတ်ခါချတာစိန်စမာနာမိမယုတ်ကိုသာမေတ္တာတဆင်ပွားမြတ်မိုးရာအောင်ရင်ပြန်စမပါဟိုရှိခါဝေတာလီပြည်မှာအယူဝါဒ900စီတက်ကြတဲ့သူတို့မှာပရဝိတ်တယောက်နဲ့ပရဝိတ်မမအယူဝါဒကြင်ရရအနေမရရပါထိုရောဟာဝေတာလီမင်းတွေကသူတို့နှစ်ယောက်ကိုပေးစားလို့ပေါင်းဖက်ကြစေတာသာသမီတွေရလာအယူဝါဒတစ်ထောင်စီကိုအမိဖမသာတမြောက်ကြလာဘိုးဘဲသာသမီများသင်
တို့သည်သဘူရီကျွန်းမှာဝါရပြိုင်ကြတော့လို့စေခိုင်းရအနိုင်မရရင်လားရှုံးရလို့ခံလို့ကြွေးပြုစုပေးတော့တခါသမီးလေးမူမောရှင်သာရိပုတ္တရာနဲ့တွေ့ကြလို့သာတရားရရဟန်းပြုတာတခါတော့ဝေသာလီပြည်မှာအယူဝါဒ900စီတက်တဲ့ပရပိုက်တယောက်နဲ့ပရပိုက်မတယောက်တို့ဟာအယူဝါဒပြိုင်ကြတယ်အချင်းချင်းတူးနေကြတော့ဘယ်သူမှနိုင်မရကြပါဘူးဒါနဲ့ဝေသာလီမင်းတွေကသူတို့နှစ်ယောက်ကိုပေးစားပြီးတော့ထောက်ပံ့ထားကြပါတယ်ဒီလိုနဲ့သူတို့မှာသမီး4ယောက်နဲ့သား1ယောက်ပွားမြင်တဲ့အခါမှာသားသမီးတွေဟာအမိဘက်ကရောအဖဘက်ကပါဝါရတစ်ထောင်စီတက်ကြတယ်ဒါနဲ့သမီး4ယောက်ကိုဇိုရီပါကျွန်းမှာရှောက်ပြီးဝါရပြိုင်ရသမီးတို့ကိုနိုင်အောင်ပြောနိုင်တဲ့သူဟာလူဖြစ်ရင်သူ့ကိုအလုပ်အကျွေးပြုကြယဟန်ဖြစ်ခဲ့ရင်သူ့လက်အောက်မှာပဲယဟန်ပြုပြီးတရားအားထုတ်ကြလို့မှားလိုက်တယ်သူတို့ရှောက်ပြီးဝါရပြိုင်ရတာအမြဲပဲအနိုင်ရကြတယ်နောက်ဆုံးရှင်သာရိပုတ္တရာနဲ့ပြိုင်တော့မှယဟန်ပြုကြပြီးတရားအားထုတ်ကြတာနဲ့ယဟန္တာတွေကြီးဖြစ်ကုန်ကြတော့တယ်ရှင်အငယ်ဆုံးသားဖြစ်တဲ့သစ္စကခရပိုက်မန်တိုက်အမိုက်မှာဘုရားကိုယ်သာသူကြိုက်ပြီးတော့စကနိုင်လူပြအနတ္တကိုအတ္တပဲလို့ဆွဲမြဲငင်းပြန်လာပရမေမြတ်စွာဘုနာသေးခြင်းကိုတားနိုင်ပါမလားမေးပြန်ရသစ္စကမပြေသာလက်မိုင်းချလို့သာဒေဝတရားမင်းသာဘလူပန်တဲ့ချင်းရောက်မှာမန်လျှော့ပါဆောင်းနေနဲ့အောင်ရင်သတ္တမပါအငယ်ဆုံးသားဖြစ်တဲ့သစ္စကကတော့ဘလို့မှမသွားပဲလိတ်ဆွေမင်းသားတွေကိုပညာသင်ပေးရတယ်တနေ့တော့ယဟန်တစ်ပါးနဲ့တွေ့လို့ကိုတော်တို့ဆရာဂေါရမဘုရားကဘယ်လိုတရားများဟောသလဲလို့မေးပါတယ်ယုံနံတရားတွေဟာဘယ်သူမှမပိုင်တဲ့အနတ္တတရားပဲလို့ပြန်ပြောတော့ဘယ်ဟုတ်မလဲဂေါရမတော့အယူဆတွေလွဲနေပြီငါနဲ့သာပြန်ပြောရင်တော့ဂေါရမခြားခြားလဲသွားမှာပဲဆိုပြီးသူ့တပည့်မင်းသားတွေကိုလာကြဟေ့ငါဂေါရမနဲ့ဝါရသွားပြိုင်မယ်လို့ဆိုပြီးဘုရားစီကိုသွားကြတော့တယ်ဘုရားထံရောက်တော့ဂေါရမဘယ်လိုတရားများဟောသလဲလို့မေးတယ်ယုံနံတရားတွေဟာမစိုးမပိုင်တဲ့အနတ္တတရားပဲလို့ဟောကြောင်းဘုရားရှင်ကရှင်းပြတော့ဟာဒါဟာမဖြစ်နိုင်ဘူးလူတွေဟာမြေကြီးပေါ်မှာရပ်တည်ပြီးအလုတ်လုတ်ကြသလိုကိုယ်ပိုင်ဆိုင်တဲ့အတ္တပေါ်မှာမှီပြီးကောင်းမှုမကောင်းမှုကိုလုပ်ကြရတာပဲပိုင်ဆိုင်တဲ့အတ္တခန္ဓာမရှိရင်ဒီလိုလုပ်လို့ဘယ်ရမလဲလို့သစ္စကပရပိုက်ကပြန်ပြောပါတယ်ဒီတော့မြတ်စွာဘုရားကသင်ခန္ဓာကိုယ်ကိုပိုင်တယ်အစိုးရတယ်ဆိုရင်မအိုအောင်မနာအောင်မသေးအောင်လုပ်လို့ရပါမလားလို့မေးလိုက်တဲ့အခါမှာသစ္စကပရပိုက်ကြီးဟာကိုယ်စကားနဲ့ကိုမိပြီးငေးမိုက်နေတယ်ဘုရားကထပ်မေးတော့လေမဖြေတော့ဘူးတဲ့အဲ့ဒီတော့မှတရားမင်းကဘလူးကြီးတရံဟန်ဆောင်ပြီးဖြေပါမဖြေရင်တန်တင်းမုတ်ကြီးနဲ့ခေါင်းကိုရိုက်ခွဲလိုက်မယ်လို့ဆိုတော့မှဟုတ်ပါတယ်အတ္တမဟုတ်ပါဘူးအနတ္တပါပဲလို့ဝန်ခံရရှာတော့တယ်သစ္စကပရပိုက်ကြီးဟာသတိတရားရပြီးမြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကိုစွန့်စားဖိတ်တယ်သူ့တပည့်တွေကိုလည်းမနှက်ဖန်ကြရင်မြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကိုဆွန့်လုပ်ကျွေးရအောင်ဆွန့်တဆုပ်စီယူခဲ့ကြပါလို့ပြောပြီးပြန်သွားကြပါတော့ရှင်အငယ်ဆုံးသားဖြစ်တဲ့သစ္စကပရပိုက်မန်တိုက်အမိုက်မှာ
ဖယားကိုသာသူပြိုင်ပြီးတော့ငကနိုင်လို့ရအနတ္တကိုအတ္တပဲလို့ဆွဲမြဲမြင်ပြန်တာပရမေမြတ်စွာဘုနာသိပြင်းကိုသာနိုင်မမလားမေးပြန်ကြသစ္စကမပြေသာလက်မိုင်းချလို့လားဒေဝတရားမင်းဟာဘလူးပန်လေချင်းထောက်မှာမန်လျှော့လာဆောင်းနေလေအောင်ရဲ့သတ္တမဝါဟိုရခင်ရှိရောဟာနန္ဒောပနန္ဒာကိုမကြည့်တဲ့ငါမင်းကြီးမှာပျော်ပွဲစားရန်အတွက်စီမံနေတဲ့အခါမြတ်စွာဘုရားနဲ့ယဟန္တာ900သူတို့ကောင်းကြော်ဖြတ်လို့သာတာဝရိန္ဒာနတ်ပြည်တဲ့တို့ကြွကြလို့သာဒေါသပြင်းကိုငကမင်းမခံနိုင်ဖြစ်ပါမထောင်လွှားရန်ဆုံးမတရားမဲ့ကနန္ဒောပနန္ဒနဂမနန္ဒောပနန္ဒနဂမေမောတကူနဲ့မှန်လဲကမြင့်မို့တောင်းလို့ကိုနဖတ်ဖတ်လို့ကွယ်ထားတာသူမလို့တမောယဟန်တွေကမြတ်ဖျားအပေကြောင်းရောက်လာဘယ်ကြောင်းရောက်လာမြင့်မို့တောင်းွယ်လေးကလေးတို့မေးလျှောက်ကြရာမေးလျှောက်တဲ့အခါချစ်တော်ဝိကိုရေအိုးယဟန်တို့နန္ဒောပနန္ဒထိုးနဂါကကွယ်ထားတာအခါရမမှာနန္ဒောပနန္ဒလို့ခေါ်တဲ့နဂါးကြီးဟာအကြီးအကျယ်ပျော်ဝဲစားဖို့စီမံနေကြိုက်မှာမြတ်ဖျားကသူ့ကိုချွတ်ရအောင်နောက်ပါယဟန်900နဲ့အတူသူတို့ရဲ့ခေါင်းပေါ်ကဖြတ်ပြီးတော့တာဝရိန္ဒာနတ်ပြည်ဘက်ကိုကြွတော်မူပါတယ်။အဲ့ဒါကိုမြင်တော့နဂါးကြီးကဒေါသထွက်ပြီးဒီယဟန်နေဟာတို့ခေါင်းပေါ်ကဖြတ်ပြီးတာဝရိန္ဒာဘက်ကိုဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်။တာဝရိန္ဒာကိုမမြင်ရအောင်ငါလှုပ်ထားလိုက်မယ်ဆိုပြီးသူ့ရဲ့ကိုယ်ကိုအကြီးကြီးဖန်ဆင်းပြီးတော့မြင့်မို့တောင်ကိုခုနှစ်ပတ်ပတ်ပြီးတောင်ထိပ်ကိုပပြင်းကြီးနဲ့ပုံမိုးထားလိုက်ပါတယ်ဒီတော့ယဟန်တွေကမြတ်စွာဘုရားတပည့်တော်တို့ဟာခါတိုင်းဒီနေရာကိုရောက်ရင်မြင့်မို့တောင်ကိုမြင်ကြရပါတယ်ခုတော့ဘာဖြစ်လို့မမြင်ရပါသလဲလို့မေးလျှောက်တဲ့အခါမြတ်စွာဘုရားကအိုးချစ်သားတို့နန္ဒောပနန္ဒနဂါးကြီးဟာတို့ကိုစိတ်ဆိုးပြီးမြင့်မို့တောင်ကိုရစ်ပတ်ဖုံးကွယ်ထားတယ်ဒါကြောင့်မမြင်ရတာပါလို့မိန့်တော်မူပါတယ်ဒီအခါလက်ဝဲတော်ရန်ဖြစ်တဲ့ရှင်မဟာမောက္ကလန်ကနဂါးတဲ့ကြီးတဲ့ကိုကိုဖန်ဆင်းပြီးတော့နဂါးကြီးရဲ့အပေါ်ကနေ14ပတ်ပတ်ပြီးညှစ်ထားလိုက်တော့တယ်နဂါးကြီးကအခိုးလျံနေလွတ်ပေမဲ့ရှင်မဟာမောက္ကလန်ကိုမထိဘူးရှင်မဟာမောက္ကလန်ကလွတ်တဲ့အခိုးလျံတွေကသာနဂါးကြီးကိုထိတယ်ဒီတော့နဂါးကြီးကိုတကိုးအမျိုးမျိုးဖန်ဆင်းပြလိုက်ပါတယ်ရှင်မဟာမောက္ကလံမထေရမြတ်သည်နဂါယံကိုဆုံးမရအတွက်သူရကြီးတဲ့နဂါမင်းတရံဟာမင်းတို့ရစ်ပတ်လေတော့ခါနန္ဒောပနန္ဒအာမတန်မကိုချဘယ်သူမှမတတ်နိုင်ကြအရှုံးပေးကဖုံးရိပ်ပါဥခိုက်ပါလို့ဆောင်းနေတဲ့အောင်ရဲ့တတ္တမဝါရှင်မောက္ကလန်ကဂလုံကြီးအောင်ဖန်ဆင်းပြီးနဂါးကြီးကိုလိုက်တော့မှနဂါးကြီးကကြောက်လန့်ပြီးတပည့်တော်ကြောက်ပါပြီဗျာအရှင်ဘုရားကိုကိုးကွယ်ပါတော့မယ်လို့ပြောပါတယ်ဒီတော့မှရှင်မောက္ကလန်ကလာခဲ့ဆိုပြီးမြတ်စွာဘုရားစီကိုခေါ်သွားတော့မှမြတ်စွာဘုရားကိုရှ िख ိုးပူဇော်ပါတယ်ဒုက္ခမှာမြတ်စွာဘုရားကမေတ္တာကရုဏာတော်ကြီးမားစွာနဲ့အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်ရှင်
ကဆိုတဲ့မြမကြီးကယူဆလွယ်မှာစွာကိုကိုအထင်ကြီးကမြဲတဲ့ဘဝမလို့သာသူဒီပျော်ပိုက်စွာမြတ်ဖရာဗုဒ္ဓကြွလန်းကသူအားချွင်လာဆွေကိုယ်တော်တင်ရောက်လာကျွန်ုပ်တို့ဘုံဒီကအိုခြင်းနာခြင်းသိခြင်းမရှိပါအကောင်းဆုံးလို့သူပြောလေတော့ပါအိုးကမြမအမားကြီးမတော်လားမိုင်မဲစွာတခါသင်မုံတဲ့ကောင်းသောနိဗ္ဗာန်ရှိသေးတော့လားသောအာမနရောက်လားမြမတို့ဝင်ပူလို့လားမြတ်ဖယားကိုရှုံချပြောတော့ဖယားကသိလေတာသင်နဲ့ပဲမှာမလွတ်သူတွေလားသင်ပြောလို့ရပြီမငါအာမတူနဲ့မှန်နဲ့သင်ထွက်ခွာခါတော့ကရသော်ဘုရားဟာဥက္ကဋ္ဌမြို့မှာသတင်းသုံးနေတော်မူခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာပကဗြဟ္မာကြီးတွေရဲ့အယူမှားပြီးအထင်ကြီးနေတဲ့စိတ်ကိုသိတော့ဥက္ကဋ္ဌမြို့ကကိုရောင်ပြောက်ပြီးဗြဟ္မာပြည်မှာသွားပေါ်တဲ့အခါမှာဗြဟ္မာကြီးတွေကကျွန်ုပ်တို့ရဲ့ဘုံဘဝဟာမြဲတယ်။ပိုခြင်း၊နာခြင်း၊သေခြင်းလည်းမရှိဘူး။အကောင်းဆုံးပဲလို့စီးပြီးပြောလိုက်တယ်။ပြီးတော့မြတ်စွာဘုရားကအချင်းပကဗြဟ္မာမမြဲပဲနဲ့မြဲတယ်လို့ပြောနေတယ်။ဒီဗြဟ္မာဘုံဘဝတွေကောင်းတာတွေရှိရသားနဲ့ဒီဘုံဘဝကိုအကောင်းဆုံးလို့ပြောနေပါလားလို့မိန့်တော်မူတဲ့အခါဗြဟ္မာကြီးတွေကကျွန်ုပ်တို့ရဲ့တကိုးကိုသိကျင်ရင်ကြည့်နေပါသင်မမြင်အောင်ကိုရောင်ဖြောက်လိုက်မယ်လို့ဆိုတယ်ပြီးတော့မြတ်စွာဘုရားကဖြောက်နိုင်ရင်ဖြောက်စမ်းလို့ပြောတော့ကိုရောင်ဖြောက်လိုက်မယ်လို့ပြောနေပေမဲ့ဖြောက်လို့မရပါဘူးမြတ်စွာဘုရားကပကဗြဟ္မာကြီးကိုဖြောက်လို့မရအောင်တကိုးနဲ့တားထားလိုက်ပါတယ်ယုံတောက်ကသွမ်းပြိန်ရတာပကဗြဟ္မာကိုယုံဖြောက်တဲ့အခါဖြောက်မရပါဘဂဝါမြတ်ကတကူတာရှင်နိုင်မရပါမြတ်ဖယားလက်မှာကိုဖြောက်ပါသနာပြီးဝေဝါမယံဒိဋ္ဌဝါဤသို့ဟောကြားအောင်ရင်အသမပါမြတ်စွာဘုရားကပကဗြဟ္မာကြီးဒီမှာကြည့်ပါငါဘုရားကိုရောင်ဖြောက်လိုက်မယ်ဆိုပြီးဖြောက်လိုက်တာကိုရောင်ကြောက်သွားတဲ့အတွက်ဗြဟ္မာကြီးတွေလည်းမမြင်ကြရတော့ဘူးပေါ့အဲ့ဒီတော့မှမြတ်စွာဘုရားကငါအတန်ကိုသာကြားစေလို့အဋ္ဌံပြုပြီးတော့ဘဝေဝဟံဘယံဒိဋ္ဌဝါဘုံဘဝဆိုတာဘေးရမယ်ဘယ်ဘဝမှငါမစွဲလို့ဟောလိုက်တယ်ဒီတော့မှဗြဟ္မာကြီးတွေကတော်တော်တကူကြီးရဲ့မြတ်စွာဘုရားပါလားလို့အံ့ဩချီးမွမ်းဥခိုက်ကြပါတော့တယ်ရှင်ဘုရားနဲ့ငါပကဗြဟ္မာတကူချင်းပြရင်ကြပြကိုယုံတောက်ကသွမ်းပြိန်ရတာပကဗြဟ္မာကိုယုံကြောက်တဲ့အခါဖြောက်မရပါဘဂဝါမြတ်ကတကူတာရှင်နိုင်မရပါမြတ်ဖယားလက်မှာကိုတောက်ပါသနာပြီးဘဝေဝဟံဘယံဒိဋ္ဌဝါဤသို့ဟောကြားအောင်ရင်အထမပါ
စစွန်တဲ့လူဖြစ်အင်ကိုကြိုးကြောင်ညံပြမိနှင်ဖာပူတော်ပါသည်ပူတော်ပါသည်ငါပြအနန္တအနန္တဂိုင်းဝင်ကျေးဇူးရှင်အိုးမိလူလာမြောက်ပြည့်ပြည့်ကျွ